ဒီနေ့တော့အိမ်မှာလှုပ်ရှားဖြစ်တဲ့ကြက်ကောင်လုံးကင်လေးကိုကျွန်မဗီဒီယိုရိုက်ပြီးတင်ထားပါတယ်ပထမအဆုံးကြက်သွန်ဖြူရဲ့ဂျင်းရယ်နဲ့ကြက်သွန်မရယ်ကိုကျွန်မညှက်နေအောင်လို့ထောင်းလိုက်ပါတယ်ခရူးစီနဲ့ငံပြာရည်လေးပါထည့်ပြီးတော့ရောမွေထားပါမယ်ကြက်သွန်မိန်နဲ့စပန်နဲ့ကိုကြက်သားထဲမှာမညှိအောင်လို့တုပ်ဖို့အတွက်ကျွန်မပြင်ထားပါမယ်ချက်ချီအောင်ဒီကုံလုံးကိုကျွန်မခုတ်ပြီးတော့ဖယ်ထားလိုက်ပါရယ်ချက်သားမှာအမွှေးလေးကျန်နေလို့ကျွန်မတက်နိုင်သမျှလိုက်ပြီးတော့နှုတ်လိုက်ပါရယ်ချက်သားကိုရေချအောင်လို့ကျွန်မ kitchen towel လေးနဲ့လိုက်ပြီးတော့ dry လုပ်လိုက်ပါတယ်ပြီးွားရင်တော့ကျမတို့စောနာထောင်းထားတဲ့အနှစ်ပေါ့နော်အဲ့ဒါကိုကြက်သားထဲကိုထည့်ပေးပါမယ်ပြင်ထားတဲ့စပလင်နဲ့ကြက်သွန်မိတ်ကိုလည်းထည့်လိုက်ပါမယ်ဒီထဲမှာအကယ်၍မို့ဒီကြက်သားအကောင်ကြီးရဲ့ဆိုရင်သူ့ရဲ့စောနာခုတ်ထားတဲ့ခြေထောက်တွေကိုလည်းထည့်ပြီးတော့ပြန်ပြီးတော့ပိတ်ထားလို့ရပါတယ်ကျမအကောင်ကသေးနေတော့အဲ့အရွက်ထည့်ရနေတယ်မဲ့ကျမဟာပြည့်နေပါပြီအဲကြောင့်ကျမချက်သားခြေထောက်တွေကိုတက်တက်အပြင်ကနေပြီးအလူမီနီယံဖိုင်နဲ့ထုတ်လိုက်ပါတယ်ပြီးွားရင်ကြက်သားရည်ကိုနေကျွတ်ကျွတ်လေးဖျောက်လို့ကျမတို့ကြက်တကောင်လုံးကိုစားနဲ့နေရာနှံလိုက်ပြီးတော့ပုတ်ပေးပါမယ်ပုတ်ထားတဲ့ကြက်သားတွေကိုကျမဘေးမှာခဏချထားပါရဲ့ပြီးွားရင်ကြက်သားပေါ်မှာတုပ်လိမ်ဖို့အတွက်အရေးလုပ်ပါမယ်အရေးအတွက်ကတော့ကျမဗနီဂါရဲ့ဟန်နီရဲ့ထည့်ပြီးတော့လုပ်ထားပါတယ်ခဏနေရင်နွေးသုံးဖို့ရှိပါမယ်အဲဒါကြောင့်မို့ရင်နွေးလေးကြိုတဲထားပါမယ်ပြီးွားရင်ကြက်သားကင်ဖို့အတွက်ကျွန်မအလူမီနီယံဖိုင်လေးခံပြီးတော့ကင်ပါမယ်ဒီလိုမျိုးခံတာကျွန်မရဲ့အိုးဆေးရတက်တာရဲ့အိုးလဲပြတ်တာတက်တာရဲ့ပေါ့နော်အဲဒါကြောင့်ကျွန်မအဲ့လိုပဲကင်ပါတယ်ပြီးွားရင်ကြက်သားကိုတဲထားရင်နွေးနဲ့လောင်းချပါမယ်ကြက်သားတစ်ခုလုံးလောင်းချပေးပါမယ်ပြီးွားရင်တော့ရေပြန်စစ်ထားပါမယ်ကျွန်မဆောင်းနေတော့မှမုတ်စားလိုက်ပါအောင်မယ်ရေချဝါကြီးဆိုရင်တော့ကျွန်မတို့ဆောနာလှုပ်ထားတဲ့ glaze လေးကိုလိုက်ပြီးတော့တုပ်ပေးလိုက်ပါမယ်တုပ်ပြီးွားပြီဆိုရင်အနည်းဆုံး3နာရီကြာအောင်လို့6ခန်းတာပါကျွန်မกินတဲ့ခါမှာကြက်သားရဲ့အိမ်ထွက်နေတဲ့အပိုင်းလေးတွေပေါ့နော်အဲ့ဒါမီးကျွန်းဝမှာဆိုလို့အလူမီနီယံဖိုင်နဲ့လိုက်ပတ်ပေးပါတယ်ကြက်သားကိုချက်ဖို့အတွက်အနည်းဆုံး30မိနစ်ကနေ40မိနစ်လောက်กินရပါတယ်အဲ့တော့ကျွန်မအခုလောလောဆယ်20မိနစ်အရင်กินပြီးတော့တစ်ချက်ကြည့်ပါမယ်ပြီးရင်နည်းနည်းလှည့်ပေးမယ်ပေါ့နော်လှည့်ပေးပြီးတော့မှနောက်ခေါက်ကြည့်ပါမယ်ကဲအခုဆိုရင်တော့ကျွန်မရဲ့ကြက်ကင်မှုမွေးလေးရပါပြီကျွန်မအလူမီနီယံဖိုင်တွေကိုဖယ်လိုက်ပါတယ်ကြက်သားလေးအပြင်ဘက်ကကျွတ်ပြီးတဲ့အခါကျတော့အထက်ကလုံးဝနူးနူးအေးနဲ့လုံးဝကင်လိုက်တာနဲ့တော့မှပြုတ်ထွက်ပါတယ်ကျွန်မခုတ်ပြမယ်နော်ဘယ်လောက်တောင်ကျွတ်လဲဆိုတဲ့ခါကျတော့ဓာတ်ခုတ်လိုက်တဲ့ခါမှာနားထောင်ကြည့်ဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးပါ